စဉ်ဘက်ကိုပါနေချဲတော့မဲ့ဂျော်ရှူဝါဘန်မြမအသွေးကကမ္ဘာဘောင်စဉ်လောကကိုပါကင်လောက်တော့မှာလားဂျော်ရှူဝါဘန် UFC ရဲ့အမြင့်ဆုံးအဆင့်ဖြစ်တဲ့ကမ္ဘာ flyweight champion ဖြစ်တဲ့အပြင် champion ကမ္ဘာအတွက်တပွဲကာကွယ်ပြထားနိုင်သူပါအခုအခါမှာတော့သူဟာ UFC မှာပြိုင်ဘက်ကင်းဖြစ်သွားတာနဲ့ကမ္ဘာဘောင်စဉ်ဘက်ကိုခြေလမ်းပြင်နေပါပြီ UFC ရဲ့နာမည်ကျော်ကွန်နာမဂရီဂေါနဲ့မေဝဲတာတို့ရဲ့တမိုင်းဝင်ပွဲစဉ်လိုမျိုး MMA champion တယောက်ကဘောင်စဉ်ဘက်ကိုကူးပြောင်းပြီးနေချဲဖို့ခြေလမ်းပြင်လာတာပါဘန်ကလက်ရှိကမ္ဘာဘောင်စဉ်လောကရဲ့နဆိုးကြီးနာအိုရာအီလိုယီနဲ့ထိုးကျင်နေတာပါနာအိုရာလိုကမ္ဘာအဆင့်စူပါဘန်နာဝိတ်ချန်ပီယံတယောက်နဲ့သာဘောင်စဉ်ပွဲဖြစ်မြောက်ခဲ့ရင်ရရှိမဲ့အကျိုးအမြတ်နဲ့ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုကဘန်ရဲ့ကစားသမားဘဝကိုအမြင့်ဆုံးအဆင့်တစ်ခုစီဆွတ်တင်ပေးသွားမှာပါဘန်ရဲ့ထိုးပေါင်းနဲ့နာအိုရာရဲ့ထိုးပေါင်းတွေဟာစင်တူလွန်းလာပါတယ်နာအိုရာအသက်တက်တဲ့ကိုစောင့်ထိုးတဲ့ liver shot တွေကြောင့်နာမည်ကြီးသလိုဂျော်ရှူဝါဘန်လည်း UFC ထဲမှာပြိုင်ဘက်တွေအသက်ရှူရပ်သွားအောင် body shot တွေနဲ့အလဲထိုးတွေရှိသူပါနှစ်ယောက်စလုံးဝက်စာကလေးကလုံးဝမနာတမ်းလက်တရက်ဆမ်းတန်ပြစ်သွင်းပြီးပြိုင်ဘက်ကိုအသက်ရှူရကြောက်အောင်ဖိအားပေးတိုက်ခိုက်တဲ့ volume strike ပုံစံချင်းတူညီကြပါတယ်ဂျော်ရှူဝါဘန်အရက်9ပိ9လက်မကျော်ရှိပြီးနာအိုရာထက်အရက်ကောလက်တင်အလန်းမှာပုံပုံတာလွန်ပါတယ်ဒါဘောင်စင်မှာအကွာဝေးကိုထိန်းချုပ်ဖို့အလွန်ရေးကြီးတဲ့အာသာချက်ပါ MMA မှာဒူးတိုက်တောင်ရိုက်ကန်ချက်မျိုးစုံနဲ့နဘန်းလုံးတာတွေကိုခန္ဓာရည်ရှိအောင်လေ့ကျင့်ထားတဲ့ဂျော်ရှူဝါဘန်ရဲ့မေးရိုးနဲ့ခန္ဓာကိုယ်ခန္ဓာရည်ဟာတမန်ဘောင်စင်ဖိုက်တာတွေထက်ပုံပုံမှာကြောပါတယ်အကယ်ဒီပွဲကတကယ်ဖြစ်လာခဲ့ရင်ဒါမြန်မာနိုင်ငံသားတယောက်အနေနဲ့ကမ္ဘာသမိုင်းဝင် professional ဘောင်စင်လောကရဲ့အမြင့်ဆုံးစင်မြင့်ထက်ကိုရောက်ရှိသွားတဲ့ပထမဆုံးတပိုင်းမှတ်တိုင်ဖြစ်လာမှာပါ